အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အိမ်မှာကိုရီးယားဝတ်သားကင်းလေးလှုပ်ရှားတဲ့အကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်ဒါကတော့ပါဝင်ပစ္စည်းတွေအားလုံးပါဒါကတော့အမိုရဲ့သုံးထပ်သားရဲ့အသားရဲ့ပဲဖြစ်ပါတယ်အိမ်မှာကဝတ်သားကင်းမယ်ဆိုရင်ကျွန်တော်ရဲ့ညီမလေးတွေကသုံးထပ်သားစားပါတယ်ကျွန်တော်ကတော့အသားပဲစားရဲ့အတွက်အသားကင်းပါမယ်အမိုအပြင်ကောက်ရိုးမိုးပဲပြားအာလူးတို့လည်းထည့်ကင်လို့ရပါတယ်နော်ပထမဦးဆုံးဆက်လက်ရွက်တွေကိုဘေကင်းဆိုဒါဒါမှမဟုတ်စားချမ်းနဲ့နိုင်ဝက်လောက်အနည်းဆုံးစိမ်ထားပေးရပါမယ်။စိမ်ထားပြီးပြီဆိုရင်တော့ရေနဲ့တန့်စင်အောင်စီးပြီးတော့ရေစစ်ထားမယ်နော်။ဒါကတော့ဝတ်သားမိခင်နဲ့တွဲစားဖို့အတွက်ဆမ်ချမ်းအနှစ်ပဲဖြစ်ပါတယ်။ဆမ်ချမ်းကအစိမ်းရောင်မှုလေးပါအစိမ်းရောင်မှုမှာသူက2မျိုးရှိပါတယ်ပဲငက်ပြီးနဲ့ဆမ်ချမ်းအနှစ်ဆိုပြီး2မျိုးရှိရဲ့အတွက်တခြားရေးပြီးတော့ဝယ်ရမယ်နော်ဒီဘက်ပလင်းလေးကတော့ကိုရီးယားနှမ်းစီပလင်းပါဒါကတော့စက်သွန်ဖြူလေးတွေကိုပပလိထားတာဖြစ်ပါတယ်ငရုတ်သီးကိုတော့ကျွန်တော်က2မျိုးသုံးထားပါတယ်ဒီဘက်ကကြတော့အတောင်ဘွားအရှိဖြစ်ပါတယ်သူကမှုေးပါတယ်တိတ်မဆက်ပါဘူးကျွန်တော်ကအဆက်ကြိုက်တဲ့အတွက်ဒီဘက်ကငရုတ်သီးအသေးကိုပါထည့်သုံးတာဖြစ်ပါတယ်ဒါကတော့ပန်းရောင်စားပါစားတဲ့ကိုကိုရီးယားနှမ်းစီအပေါ်ကနေလောင်းထည့်ပါမယ်လောင်းထည့်ပြီးသွားရင်အပေါ်ကနေမှငရုတ်ကောင်းမှုတွေဖြူပေးမယ်နော်အခုဝတ်သားစကင်မှာတော့မယ်ဝတ်သားကင်ကြီးတွေကိုတော့ခဏခဏလှည့်ပေးဖို့တော့မမီးနဲ့နော်ကင်ထားတဲ့ဝတ်သားလေးတွေအကျက်ညီဖို့အတွက်ခဏခဏတော့ဟိုဘက်ဒီဘက်လှည့်ပြီးကင်ပေးရပါမယ်အမူကတော့ကျွန်တော်ကြိုက်တဲ့အနေထားရောက်ပြီးမလို့ဆယ်လိုက်ပါမယ်နောက်ထပ်အသစ်ကိုထပ်ပြီးပြင်မယ်နော်ဝတ်သားကင်ထားတဲ့အိုးလေးကတော့အခုလိုင်းပေါ်မှာခက်စားနေတဲ့အိုးလေးပဲဖြစ်ပါတယ်သူကတော့အလေကောင်ကနေအပူချိန်များပါတယ်ပြီးပက်လေးကတော့တိတ်မများပါဘူးအသားချက်ဖို့ဆိုရင်တော့ခဏခဏလှည့်ကင်ပြီးတော့မမီးနဲ့နော်ဒါမှဝတ်သားအချက်ညီမှဖြစ်ပါတယ်အခုဝတ်သားလည်းချက်ပြီးဆိုရင်တော့ဝတ်သားတွေအားလုံးကိုကချီနဲ့လိုက်ဖြတ်ပေးပါမယ်အသားတွေကိုကကြီးနဲ့လည်းဖြတ်ပြီးပြီဆိုရင်တော့အသားကြီးနည်းနည်းကြက်ဖို့အတွက်နည်းနည်းလေးထပ်ကင်ပေးပါမယ်ဒါကတော့ကြက်သွားပါပြီအသားတွေမှုကတော့တိတ်မကြက်သေးပါဘူးပြီးတော့မှပဲဝတ်သားလေးစိတ်ပြီးတော့မှပဲထပ်ကင်တော့မယ်နော်
သားကင်ထားကလည်းကြက်ပြီးဆိုရင်တော့အခုဝက်သားကင်စားဖို့အတွက် ready ဖြစ်ပါပြီအရင်ဆုံးကင်ထားတဲ့ဝက်သားကိုနှမ်းစီထဲမှာညှက်ပါမယ်ပြီးရင်တော့ဆက်လက်ရွက်ပေါ်ကိုတင်လိုက်မယ်နော်ပြီးရင်ချစ်သွန်မြူထည့်မယ်ငရုတ်သီးစိမ့်အပွားတောင်တစ်တောင်ထည့်မယ်ဆက်ကြိုက်တဲ့အတွက်ငရုတ်သီးအသေးကိုထည့်ထားတာပါနောက်ဆုံးမှကိုရီးယားစမ်ဂျန်အနှစ်ကိုထည့်ပေးမယ်နော်တကယ်လို့ကိုစီမှာကင်ချီတို့ပါလို့ရှိရင်လည်းထည့်ပြီးတော့ထုတ်စားလို့ရပါတယ်ဒါကတော့ဝတ်သားဆက်လက်မီးကင်ပဲဖြစ်ပါတယ်စားလို့ရပါပြီအရန်လွယ်ကူတာမလို့အိမ်မှာလှုပ်စားနေကြဝတ်သားဆက်လက်မီးကင်လေးအကြောင်းကိုမျှဝေပေးတာပဲဖြစ်ပါတယ်လိုက်လှုပ်စားကြည့်အောင်နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေလည်းမျှဝေပေးမှာမလို့ Catherine Channel ကို Subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်